ကောင်မလေးကအပန်းရအောင်မဟုတ်ဆိုင်လေးကိုတားမှပဲဖြစ်ပါတယ်ရှင် ID ကတော့ဒါလေးပဲဖြစ်ပါတယ်ရှင်ဒီပါပြီနဲ့တော့ပြပါကြည့်ဒီအဲ့လိုဆိုထားပါပြီဒီဘက်မှာလားမသိဟိုဘက်မှာရပြီခမလေးပြီးရောကန်ကောင်းနေမှာဒီမှာပေါ့နော်မုတ်ဆိုင်ကတော့ဟိုမှာနှိစက်တက်မရှိဘူးမိုင်းရေမုတ်တွေရောက်လာဟုတ်ရပါတယ်သူတို့တထားပါဟုတ်ကဲ့ပါရှင်အဲ့လိုဆိုကျမကိုမဟင်ကတပွဲလောက်ပါမဟင်ကမရောက်ပါဘူးရှင်အဲ့လိုဆိုမုတ်ရောမောက်ကလည်းမရောက်ပါဘူးရှင်ဟိုမုတ်လေးမရောက်ပါဘူးမုတ်မအဲ့လိုဆိုတူဟိုဆိုင်ပါရှင်ဟိုဆိုင်ကမင်္ဂလိပါရှင်ကျမဟာတီးမမမီတော့ပဲဟုတ်တယ်လေမမီကြလေဒါလေးစားဘာလေးစားမဒါလေးစားမလားဒါလေးပီစာလေးစားမယ်နော်အမဟုတ်စားပါအမပတ်ဆိုင်ရွှေလာလေရွှေမလို့အဲ့ဒါမဲ့ပတ်ဆိုင်ရွှေလာပတ်ဆိုင်ကဆိုင်ကလာအမပတ်ဆိုင်ရှုပ်လို့မရဘူးပေါ့နော်ပတ်ဆိုင်ရှုပ်လာအောင်ရှုပ်လို့လည်းမရရောက်အဆိုင်တက်လိုက်ပြီအဲ့လိုဆိုစားပြီနော်အခုကဘာစားမှလဲအခုကအသက်စားမှဆိုဟိုးစားမယ်ဟိုးစားဟုတ်ရပါတယ်ကိုပီလေးတောက်ပါလားဟုတ်တောက်ပါမယ်ကိုပီကလည်းကိုပီမတောက်တော့ဘူးနော်အမပစုံကြီးစားမှာပစုံကအမလေးအကြိုက်ဆုံးစားမယ်ပစုံစားမယ်မလေးဟိုပီစာဗလားအပီစာ50ပါခုနကတည်းကပစုံရတဲ့1000ပါအဲ့လိုဆိုအားလုံးစုပါ1050ပါဟုတ်ရောက်တော့ပေးကျမလေးမပေးခဲ့ရှင်လို့ပေါ့နော်ဒီမှာတော့ပတ်စံလေးထားခဲ့ပြီးကျွင်းထားခဲ့ပြီးကဲအိမ်ပြန်မယ်နောက်နေ့မှလည်းလာခဲ့တော့နောက်ဆိုင်တက်တယ်မလေးတော့လို့မရဘာဖြစ်မလမ်းလျှောက်လို့တောင်းပါလားဟုတ်တယ်လေကားယူအောင်လေကားညကားယူရတော့ပါမင်းအိမ်မေးချန်ခဲ့ပြီးမမေ့ပါဘူးပါတယ်ဟုတ်ကဲ့မနမ်းနေလဲလောင်းနာမရောက်ပြီID ကပေါ့နော်ပြပူသွားပါပြီနောက်တစ်ခေါက်ပြပါမယ် ID ရတော့ဒါလေးပဲဖြစ်ပါတယ်ဒါလာဘာရှင် ID ကိုဓာတ်ရုပ်လေးဆွဲလိုက်ပါကျိုးလေးဆွဲပြီးပါပြီဒီပါတယ်ကဲမုတ်ဆိုင်ကိုတွားပါတယ်ပြီးတော့ရှင်မုတ်ဆိုင်ကနေပြန်လာပါတယ်ကဲအဲ့ဒါလေးပါပဲဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆို like ရ subscribe ပါလေးလုပ်ပေးပါနော်ရအောင်ရကျေးဇူးတင် bye